ဒါကတော့ကိုခန္ဓာတစ်ခုလုံးမီးလောင်ကျွမ်းသွားခဲ့တဲ့တင်ကားစစ်တီတယောက်အကြောင်းပါအံ့ဩစရာကောင်းတာကသူဟာအဲ့ဒီလိုတန်ရာတွေနဲ့တင်မသေးပဲအသက်ရှင်နေုံတင်မကဘူးတိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေတဲ့ပုံစံမျိုးနဲ့အမြဲရှိနေတာဗျသူ့ရဲဘော်တွေလည်းဒါကိုကြည့်ပြီးမယုံနိုင်အောင်ဖြစ်ပြီးသူ့ကိုစေယုံကိုချက်ချင်းပို့လိုက်ကြတယ်ဆရာဝန်တွေစစ်ဆေးကြည့်တော့သူ့ကိုခန္ဓာရဲ့ကို10ရာခိုင်နှုန်းလောက်ကမီးလောင်ထားပြီးတွေးထဲမှာလည်းပိုးဝင်နေတာတော်တော်လေးပြင်းထန်နေပြီးဒီလောက်အထိအသက်ရှင်နေတာကိုကနက်ကူတာလို့ပြောရမယ်အရင်ကတော့ဒီလိုတန်ရာမျိုးနဲ့ဘယ်သူမှအသက်မရှင်ဘူးလေဆရာဝန်တွေကသူဒီညကိုတော့ကြော်မှမဟုတ်ဘူးလို့ပြောခဲ့ပေမဲ့နှစ်ပတ်ကြာမှာတော့မယုံနိုင်စရာကောင်းတော့အောင်သူပြန်ကောင်းလာခဲ့တယ်ပတ်တီးတွေဖြိလိုက်တဲ့အခါမှာတော့သူ့ရဲ့မီးလောင်တန်ရာတွေကလုံးဝပျောက်ကင်းနေပြီးအသားအသစ်တွေတောင်ပြန်တက်နေတာကိုတွေးလိုက်ရတဲ့ဆရာဝန်တွေလည်းတကယ်ကိုမြင့်တက်သွားတာပေါ့ဒါပေမဲ့သူကမှတ်ဉာဏ်တွေပျောက်ဆုံးနေပြီးဘာဖြစ်ခဲ့တယ်လဲဆိုတာမမှတ်မိတော့ဘူးသူမှတ်မိတာတစ်ခုပဲရှိတယ်အဲ့ဒါကတော့သူကိုယ်တိုင်မောင်းတဲ့တင်ကားကိုဂျာဖြူ White Tiger တကောင်ကလာတိုက်ခိုက်ခဲ့တဲ့နေပါပဲတင်ကားတွေကပျက်စီးနေတဲ့မှတ်တမ်းအပိုင်းစတွေရသူ့နာမည်က Nikolai Nikolai 1914မှာမွေးတယ်လို့သိရတယ်ဒါပေမဲ့သူ့ရုပ်ရည်ကအရန်ကိုလူငယ်ဆန်နေသေးတာဗျဒီမှတ်တမ်းတွေကသူ့ဟာဟုတ်မဟုတ်ဘယ်သူမှအာမမခံနိုင်ဘူးတကယ်တော့သူကအနားယူတင်နေပြီဆိုပေမဲ့ရှေ့တန်းကအခြေအနေကတော်တော်ဆိုးနေတာတင်ကားမောင်းတဲ့ပညာရှင်တွေကလည်းရှားနေတာနဲ့သူ့ကိုပဲရှေ့တန်းပြန်ပို့ဖို့ဆုံးဖြတ်လိုက်ရတယ်ယထာပေါ်မှာပျက်စီးနေတဲ့တင်ကားဟောင်းတွေကိုတွေ့တော့နီကိုလိုင်ကသူတို့ကိုလက်နဲ့လိုက်ပူကြည့်နေတာပေါ့အရာရှိတယောက်ကတွေ့ပြီးမင်းဘာလုပ်နေတာလဲလို့မေးတဲ့အခါနီကိုလိုင်ကဒီတင်ကားတွေကကျွန်တော်ကိုစကားပြောနေတာလို့ပြန်ဖြေတဲ့အရာရှိကအံ့ဩသွားပြီးဘသူကမင်းကိုအဲ့ဒီလိုပြောတာလဲဆိုတော့နီကိုလိုင်ကတင်ကားကပဲပြောတာတဲ့အရာရှိကနောက်တင်ကားတစ်စီးကိုလက်ညှိုးထိုးပြီးဒါဆိုဒီကောင်ကရောဘာပြောလဲလို့ထပ်မေးလိုက်တယ်နီကိုလိုင်ကဒီတစည်းကဂျာမန်ကြားဖြူ White Tiger ကြောင့်ပျက်စီးသွားတာအဲ့ဒီကြားဖြူကတစေတကောင်လိုပဲလို့ပြောလိုက်တယ်ဒါကိုကြားတော့အရာရှိတွေကသူယူနေပြီးထင်တာပေါ့သူ့ကိုရှေ့တန်းမလုပ်ပဲစိတ်ကျမ်းမာရေးစေယုံပိုးတင်ပြီးလို့တောင်စဉ်းစားကြတယ်ဒါပေမဲ့နောက်အရာရှိတယောက်ကကြားဖြူဆိုတဲ့တန်တာရေးအကြောင်းသူလည်းကြားဘူးတယ်လို့ပြောလာတယ်အဲ့ဒီကြားဖြူကတိုက်ပွဲတွေမှာရုတ်တရက်ပေါ်လာပြီးဆိုဗီယက်တင်ကားတွေကိုဖျက်ဆီးပြီးရင်ပျောက်ကွယ်သွားတတ်တာဆိုဗီယက်စစ်တပ်အတွက်တကယ်ကိုအန္တရာယ်ကြီးဖြတ်စစ်နေတာပေါ့အဲ့ဒါနဲ့အထက်ကနေအဲ့ဒီကြားဖြူကိုဘလို့နီးနဲ့မဆူအပြက်ရှင်းဖို့အမိန့်ပေးလိုက်ပါတော့တယ်ရက်တော်ကြာသူတေသနာလုပ်ပြီးနောက်မှာတော့ကြားဖြူကိုတိုက်ဖို့အတွက်အထူးပြုပြင်ထားတဲ့34တင်ကားအသစ်တစ်စီးကိုတိစောက်လိုက်တဲ့တန်ချက်ကကိုပိုထူအောင်လုပ်ပြီးအင်ဂျင်ကိုလည်းပိုကောင်းအောင်မြင့်ထားတာပေါ့ဒီတင်ကားအတွက်အတော်ဆုံးစစ်တီ3ယောက်ကိုရွေးတဲ့အထက်မှာနီကိုလိုင်လည်းပါသွားတယ်သူ့ကိုဗိုလ်ကြီးအဆင်ပေးပြီးဒီတင်ကားတစ်ရဲ့တက်စုမှုအဖြစ်ခန့်အပ်လိုက်တာပေါ့အစမှာတော့တပ်မှုတွေကနီကိုလိုင်ရဲ့အရေးချင်းကိုတိတ်မယုံကြဘူးပေ2000လောက်600မီတာမှရှိတဲ့စပားကြီးတစ်ခုကိုအမြောက်ကြီးနှစ်တောင်ထဲနဲ့ပစ်ခိုင်းလိုက်တဲ့နီကိုလိုင်က34ကိုအရှိန်ပြင်းပြင်းနဲ့မောင်းပြီးကြီးတစ်တောင်ထဲနဲ့တင်အဲ့ဒီစပားကြီးကိုအမှုန့်ဖြစ်အောင်ပစ်ချလိုက်တော့တာပဲအဲ့ဒီတော့မှသူ့ရဲ့အရေးချင်းကိုအကုန်လုံးလက်ခံသွားကြတယ်မကြခင်မှာပဲကြားဖြူကပြန်ပေါ်လာပြီးသူတို့ရဲ့တင်ကား5စီးကိုထပ်ဖြက်စီးလိုက်ပြန်တယ်နီကိုလိုင်ရောက်သွားတဲ့အချိန်မှာတော့အကုန်လုံးကပျက်စီးနေပြီးကြားဖြူကပျောက်သွားပြီးနီကိုလိုင်ကတက်မှုကိုဒီကြားဖြူကဟိုဘက်ကတော့အုပ်ထဲမှာပုံနေတာလို့အပြက်ပြောလိုက်တယ်ဘေးကစစ်တီတွေကတော့မဖြစ်နိုင်ဘူးမနေ့ကတည်းအဲ့ဒီတော့အုပ်ကိုရှာထားပြီးပြီလို့ပြောကြပေမဲ့နီကိုလိုင်ကတော့ဇွဲမလျှော့ဘူးတင်ကားတွေရဲ့ကိုယ်တွေကလိမ့်မပြောဘူးလို့သူကဆိုတဲ့နောက်ဆုံးမှာတော့သူကအစီအစဉ်တစ်ခုဆွဲလိုက်တယ်ပစ္စည်းကရိယာတိတ်မစုံတဲ့အတုံး14တစည်းကို9စာအဖြစ်အတုံးချပြီးကြားဖြူကိုညှထုတ်မယ်ပြီးတော့မှပုံနေတဲ့နေရာကနေအလစ်ဝင်တိုက်မယ်ပေါ့